မင်္ဂလာပါပေါင်150ဆိုနဲ့အမိုးလို့ရမလားတဲ့စာလုံးရောပို့ပေးတာပေါင်150ဆိုလို့ရှိရင်ဘလို့တော့ရတယ်ဒါပေမဲ့ကို comfortable ဖြစ်နေတယ်ဆိုလို့ရှိရင်ကျွန်တော်လက်ဆိုင်ဝေပို့ပေးပါခင်ဗျာပေါင်150လက်ဆိုင်ဝေပေးပါခင်ဗျာစာလုံးရောပို့ပေးတာစာလုံးတော့ဆက်လင်းလားမသိဘူးခင်ဗျာဆက်လင်းလေးပို့ပေးပါတယ်စာလုံးကဆက်လင်းစလင်းကစင်မလိုက်ပြပြန်တယ်စင်မလိုက်လေးပို့ပေးပါတယ်ခင်ဗျာကာကြီးကနေအာဒီပို့ပေးနော်ကာကြီးဆိုလို့ရှိရင်ကိုကိုင်းပို့ပေးပဲခါဝေးဆိုခဝဲကြံပို့ပေးပါတယ်ခင်ဗျာsorry တခုတည်းရလို့ခုနနောက်တာနော်စာလုံးဆိုစင်ယူတယ်စင်ယူပို့ပေးပါတယ်ခင်ဗျာဖြေလဲဖြေပါတယ်ပို့ပေးပါတယ်ဒါပေမဲ့ထက်ထက်မေးကြရဗျာဟိုဗာလဲထိုင်းပို့ပေးလားမလေးပို့ပေးလားထိုင်းပို့လားမလေးပို့ထိုင်းပို့ပေးလားမလေးပို့ပေးလားတင်အောင်များစွာမေးတယ်တင်အောင်များစွာမေးတယ်ဒါပေမဲ့တရားမှမပါဘူးဖြောင်းမှမပါဘူးစာလုံးကမှစာလုံးကတော်တော်များမေးရတယ်ဒီပို့ပို့တရားပို့ရမှာစာလုံးနေရွယ်စင်ယူပို့ရပါတယ်ထိုင်းမပို့ရပါဘူးမလေးရှားမပို့ရပါဘူးဆိုတော့ထိုင်းပို့ရတယ်ဒါကနည်းနည်းပို့ရတယ်နော်အဲ့တော့ကျွန်တော်မာနေတဲ့ခါကျရင်မေးပါဒီလိုbrother တို့ဒီကနေဒါတိုင်းမပို့သေးဘူးတနာကားကြီးများလို့ပို့ခြင်းဆိုလို့ရှိရင်brother တို့ရဲ့အိမ်ကိုပို့ပြပါတယ်။တရားနေဒီပို့ရကြတယ်တခါရောပို့ပေးလို့ရတယ်ပေါ့နော်။အဲ့တော့ပို့ပြလို့တနိုင်ငံလုံးပို့ပြပါတယ်။တနိုင်ငံဆိုတကဘာလုံးပို့ပြပါတယ်။ပို့လို့မရနေမှာမရှိပါဘူးပို့ပြပါတယ်ခင်ဗျာ။ပြီးတင်ပါတယ်။ပြီးနိုင်တင်ပါတယ်။